ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရမင်းမေးတာကိုငါကမဖြေနိုင်ရင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ဟို100ရန်တစ်ကလေးလိုချင်လို့ကောင်လေးကပြောတယ်မလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်ငါရှုံးရင်200တောင်ပေးရမှာပါကွလုပ်ပါကွကလေးကညင်းလို့ကိုမရဘူးအတင်းအကြီးခိုင်းနေတော့နောက်ဆုံးကောင်လေးကဲအဲ့ဒါဆိုလဲကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဘလူနည်းနည်းခေါင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမမြင်ဘူးကောင်လေးကဆက်ပြောတယ်ဂျိုးကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဘလူစဉ်းစားတယ်လှက်ပတ်မျိုးတွေးဘယ်လိုမှစဉ်းစားလို့မရအတော်လေးကြာတော့ကောင်လေးကပြောလေဦးလေးမသိဘူးကွာပြောယူတော့သူစကားနဲ့သူဆောက်ကြီးအောင်ကြီးငွေ200ထုတ်ပေးကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ဟိုလူကအခုကကောင်လေးမေးတဲ့ကောင်ကိုမကျေနပ်ဘူးသိချင်တယ်အဲ့ဒါဘာကောင်လဲမသိဘူးပြောတပြန်မမေးတော့ဘူးကွာတဲ့ခုနမင်းပြောတဲ့ကောင်မဲငါပြန်မေးမယ်အဲ့ဒါဘာကောင်လဲပြောကောင်လေးကတွေးထောင်နေ100ရန်လေးထုတ်ပေးလိုက်ရော့ကျွန်တော်လည်းမသိပါဘူးကလေးသွားနှက်တဲ့ကောင်100ရှုံးသွားတယ်